ဝက်ထော်မရဲ့မိခင်ကအခုမှကွယ်လွန်သွားခဲ့တာပါဒါပေမဲ့သူ့ဖေကတော့ချက်ချင်းပဲကိုဝင်ဆောင်ထားတဲ့မရင်ငယ်မကိုအိမ်ထဲခေါ်လာပြီးမိခင်ထားရခဲ့တဲ့ဘီလီယံပေါင်းများစွာသောအမွေဥစ္စာအားလုံးကိုမမွေးသေးတဲ့သားလေးအတွက်လွှဲပြောင်းပေးဖို့တောင်းဆိုလိုက်တဲ့အားလုံးထင်မထားတာကဝက်ထော်မကတုံဆိုင်မှုမရှိပဲသဘောတူလိုက်တယ်အဖေကဝမ်းသာလုံးလို့မျက်နှာပေါ်ကအပြုံးတော်မဖြောင်းနိုင်တော့ဘူးဒါပေမဲ့မကြခင်မှာသူရဲ့နိုင်တော့မှာမဟုတ်ဘူးဆိုတာတော့မသိခဲ့ပါဘူးတကယ်တော့အဲ့ဒီမင်းငယ်မဟာကွက်ထော်မရဲ့တက္ကသိုလ်တန်းခေါ်သားမကမိခင်ဖြစ်သူကနှစ်ပေါင်းများစွာထောက်ပံ့ပေးခဲ့တဲ့ကျောင်းသူတစ်ယောက်လည်းဖြစ်တဲ့မိခင်နာမကျန်းဖြစ်နေချိန်မှာပြုစုဆောက်ရှောက်ဖို့ရောက်လာခဲ့ပေမဲ့နောက်ဆုံးမှာတော့အဖေရဲ့အိယာပေါ်ရောက်သွားခဲ့တဲ့အဲ့ဒီနောက်မင်းငယ်မကကွက်ထော်မရဲ့စိတ်ဆက်ထားသူကိုပါမျက်စိကျလာပြီးနှစ်ယောက်သားနောက်ွယ်မှာပူပေါင်းကြံစီကအမွေတွေကိုအလွယ်တကူရယူနိုင်ဖို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့သူတို့မသိတာကကွက်ထော်မဟာအားလုံးကိုအစကတည်းကသိနေပြီးသူတို့ကိုဖမ်းမိအောင်အကွက်ကြကြစီစဉ်ထားပြီးသားဖြစ်တဲ့မင်းငယ်မစေးရုံတက်ရတဲ့နေ့မှာတော့သူမဟာကွက်ထော်မရဲ့စိတ်ဆက်ထားသူနဲ့လူမသိအောင်စေးရုံခန်းထဲတွေ့ဆုံခဲ့တယ်အမွေမရသေးတဲ့အကြောင်းနှစ်ယောက်သားညှိနှူနေကြတယ်အဲ့ဒီအချိန်မှာကွက်ထော်မကသူ့အဖေကိုစေးရုံခေါ်လာပြီးမင်းငယ်မကိုသွားအားပေးခိုင်းတယ်အခန်းရှိရောက်တော့အထက်ကယောက်ျားတန်ကြားရတယ်ဆိုတဲ့စကားကိုကြားလိုက်ရတယ်အဖေကဒေါသတကြီးနဲ့တကားကိုထုရိုက်တော့အခန်းထဲကနှစ်ယောက်လုံးထိတ်လန့်သွားကြတယ်စိတ်ဆက်ထားသူကအလင်းမြန်ကတင်အောက်ဝင်ပုံးလိုက်တဲ့တကားပွင့်သွားချိန်မှာကွက်ထော်မကကတင်ဘေးမှာရက်ပြီးကုတင်အောက်ကိုထိုးကြည့်လိုက်တဲ့ချက်ချင်းပဲပုံနေတဲ့စိတ်ဆက်ထားသူကိုဆွဲထုတ်လိုက်ကြတယ်ဒါကျမရဲ့စိတ်ဆက်ထားသူပါလို့ကွက်ထော်မပြောလိုက်တာနဲ့လူတိုင်းအံ့ဩသွားကြတယ်စိတ်ဆက်ထားသူကမင်းငယ်မအတွက်ကိုဝင်ဆောင်စီယူလာပေးတာသာဖြစ်တယ်လို့ရှင်းပြပေးမယ်ကွက်ထော်မကပလင်းကိုကောက်ပြပြီးဒါကိုဝင်ဆောင်စီမဟုတ်ဘူးလို့ပြောလိုက်တယ်လူတွေကြည့်လိုက်တော့အဲ့ဒါဟာချောစီပလင်းဖြစ်နေတဲ့အဖေကဒေါသထွက်ပြီးမင်းငယ်မကိုပါရိုက်လိုက်တယ်ဒါပေမဲ့မင်းငယ်မကမတရားဆွဆွဲခံရတာပါဆိုပြီးငွေတရုပ်ဆောင်ခဲ့တဲ့အခြေအနေပြောင်းလဲလာတာမြင်တော့ကွက်ထော်မက CCTV မှတ်တမ်းစစ်ဆေးဖို့တောင်းဆိုလိုက်တယ်မင်းငယ်မကချက်ချင်းထိတ်လန့်သွားပြီးဘိုက်ကိုဖက်ကကလေးမွေးတော့မယ်လို့အော်ဟစ်ခဲ့တယ်မင်းငယ်မကကွက်ထော်မကိုတွန်းဖို့စူးစမ်းခဲ့ပေမဲ့ကွက်ထော်မကပြန်ရိုက်လိုက်တယ်ဒေါသထွက်သွားတဲ့မင်းငယ်မကပြန်ရိုက်ဖို့စူးစမ်းရာကကွက်ထော်မရဲ့ကန်ချက်ကြောင့်ဟန်ချက်ပြက်ပြီးမြေပြင်ပေါ်ပြုတ်ကျသွားတဲ့ချက်ချင်းပဲရေမြောက်ပေါက်သွားပြီးအရေးပေါ်ခွဲစိတ်ခန်းထဲတွင်းလိုက်ရတဲ့အဖေကမျက်ရည်တုပ်ရင်းကလေးမွေးတာကိုစောင့်နေခဲ့တယ်စစ်ဆက်ထားသူကလည်းဝမ်းသာအားရနဲ့သတင်းကောင်းကိုစောင့်နေခဲ့တယ်မကြခင်ခွဲစိတ်ခန်းထဲကကလေးငိုတန်ထွက်လာခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ခွဲစိတ်ခန်းထဲကဆရာဝန်တွေအားလုံးမျက်လုံးပြူးသွားပြီးစကားတော်မထွက်နိုင်တော့ဘူးဘာလို့လဲဆိုတာသိချင်ရင်တော့ like နဲ့ follow လုပ်ထားပြီးနောက်ပိုင်းကိုစောင့်ကြည့်ပေးကြပါဦး